အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာစိုက်ကောင်းဝင်ပါတလိပ်ဆန်စိတ်ကူးဆရာပါဒီဗီဒီယိုထဲမှာပေါ့နော်ကျွန်တော်မေးထားတဲ့အသားအစားကြက်စာဆက်မီအကြောင်းကိုကျွန်တော်နမူနာနဲ့တကွာဓာတ်ပုံကိုဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ပေးတော့မှာဖြစ်ပါတယ်ညုံဆုံးကျွန်တော်တို့အသားအစားကြက်စာဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီအသားအစားကြက်တရားပေါ့နော်ရက်တူအတွင်းကိုသူ့ကြီးထွားနှုန်းမြန်ပေါ့နော်40-45ရက်အတွင်းထုတ်နိုင်အောင်ဆိုရင်မှကျွန်တော်ဆက်ပြီးတော့ကျွေးရတာဖြစ်ပါတယ်အဲကြတော့ပုံမှန်ကျွန်တော်တို့ဆက်နေကြဒီပြောင်းတို့ဖွဲတို့စကွဲတို့ပဲဖတ်တို့အပြင်ကိုသူ့စီမှာကျွန်တော်တို့ energy လို့ခေါ်တဲ့စွမ်းအင်ဓာတ်ပေါ့နော်ပြီးရင် protein ပေါ့နော် intake တွေကလုံလောက်စွာမပါတော့ဘူးပြည့်မီအောင်မရတော့ဘူးပေါ့နော်အဲ့လိုကြောင့်ကျွန်တော်တို့အထူး queue site မှာဆက်ပေးရဖြစ်ပါတယ်အထူးဖြင့်သူ့ကိုပေါ့နော်ကျွန်တော်တို့ amino acid လို့ခေါ်တဲ့ RC ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီ amino acid ထည့်ပေးမှပဲကျွန်တော်တို့သားစားချက်တွေမှာလုံလောက်တဲ့အဟာရတန်ဖိုးနော်စွမ်းရည်တန်ဖိုး protein လို့ခေါ်တဲ့တာတန်ဖိုးတွေပြည့်မီအောင်ရမှာဖြစ်ပါတယ်အဲကြောင့်ဒီကျွန်တော်တို့အသားစားချက်စာကိုကျွန်တော်အပိုင်း3ပိုင်းခွဲမှာချန်ပီယံဆက်ပြပါမှာဖြစ်ပါတယ်ပထမအနေနဲ့ကျွန်တော်တို့ရောက်ချင်းကနေ3ဘတ်သားထိပေါ့နော်3ဘတ်ကနေ6ဘတ်သားထိပေါ့နော်ပြီးရင်6ဘတ်ကနေကြက်ထုတ်တဲ့အထိပေါ့နော်ဒီကြက်ကြီးစာပေါ့နော်အဲ့လို3မျိုးခွဲမှာဆက်ပြပါမှာဖြစ်ပါတယ်ကျွန်တော်သုံးထားတဲ့အစာတွေကတော့ပြောင်းဖွဲစကွဲပြီးရင်မြေပဲဖက်ငါးမုံပြီးရင်ကြောက်မုံပေါ့နော်ဖြည့်စွက်အားစေးအနေနဲ့ကျွန်တော်တို့ဒီ calcium အတွက် DCP enzyme တွေလိုမယ် lysine methionine cysteine စတဲ့ amino acid တွေလိုမယ် topsney လို့ခေါ်တဲ့ကျွန်တော်အစာမုံမတက်အောင်ထိန်းပေးတဲ့ဆေးလိုမယ်ပြီးရင် choline chloride vitamin mineral စတဲ့ဖြည့်စွက်ဆေးလိုမယ်ဒီတပ်ပုံထဲမှာဆိုရင်ကျွန်တော်နမူနာဆက်ပြရတဲ့အသားစားကြက်စာရဲ့အချိုးစားတွေဖြစ်ပါတယ်ကျောင်းရောက်ချင်းကနေ3ဘတ်သား3ဘတ်နဲ့6ဘတ်သား6ဘတ်နဲ့ဒါကြက်ထုတ်တဲ့အထိပေါ့နော်မထုတ်ခင်အထိဒါကျွေးလို့ရတဲ့ကြက်ကြီးစာဆိုရင်မှဆက်ပြထားတာဖြစ်ပါတယ်ပြည့်စွက်အားစေးတဲ့မှာကျွန်တော်နောက်မှာအနီအောင်နဲ့ရေးထားတဲ့ amino acid ပေါ့နော်ဒီ amino acid ကိုကျွန်တော်တို့ဒါမဖြစ်မနေဖြည့်စွက်ပေးဖို့အရေးကြီးပါတယ်အဲ့ဒါမှကျွန်တော်တို့ကြက်တွေရပါတော့လိုချင်တဲ့ weight တိုင်းမြန်ကြီးထွားလာမှာဖြစ်ပါတယ်ကျွန်တော်ဆက်ပြထားတဲ့အစာတွေကပိတ်တာတရားပေါ်မှာမူတည်မှာဆက်ပြထားဖြစ်ပါတယ်ဒရမခန္ဓာဟာတော့ကြက်သားဖြစ်ပါတယ်ဒရမနှစ်ဆိုရင်ဒါ20ကြက်သားကိုဆိုလိုတာဖြစ်ပါတယ်ပြီးရင်ဆက်စာရဲမှာဆိုရင်ကျွန်တော်တို့တခါတည်း 21C ဆိုရင်မှထည့်တတ်ပါတယ်အဲ့မျိုးထည့်ကျွေးရင်လည်းရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့တီးတက်ပေါ့နော်အပြင်မှာတိုက်ပေးရမှာဖြစ်ပါတယ်ဒီစာရဲမှာ 21C မပါရင်ကြက်တွေကငယ်တော့မှ21ဖြစ်တတ်ပါတယ်21ယောဂအကြောင်းကိုလည်းကျွန်တော်အရင်ဗီဒီယိုထဲမှာကျွန်တော် sharing လုပ်ထားတာရှိပါတယ်ရှာကြည့်ပါတချို့တွေဆိုရင်တော့ကျွန်တော်အစာထဲကိုပေါ့နော်စားတဲ့စီစားအောင်စီဖြစ်ပေါ့နော်အဲ့အမျိုးထက်ဆက်ပေးရတာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်လိုအပ်တဲ့စွမ်းရည်တက်ကလုံလောက်ဆက်တဲ့အထက်မှာမပါနိုင်လို့ပေါ့နော်အဲအကြောင်းမို့ကျွန်တော်တို့ဒီ CO ထည့်ပေးရတာဖြစ်ပါတယ်ကြလို့မိမိဆက်တဲ့အစာထဲမှာ CO ထည့်ပြီးမှဆက်တယ်ဆိုရင်လည်းရပါတယ်အခုကျွန်တော်ဆက်ပြရတဲ့အစာမှာဆိုရင်စွမ်းရည်တက်ပေါ့နော်3200 kcal ရအောင်ဆက်ထားဖြစ်ပါတယ် crude protein လို့ခေါ်တဲ့ကျွန်တော်အတားတက်ကိုပေါ့နော်ကျက်ငယ်3ဘတ်တာအထိအစာကို23%လောက်ထိရအောင်ဆက်ထားဖြစ်ပါတယ်ပြီးရင်3ဘတ်တာနဲ့6ဘတ်တာထိကိုကျွန်တော်20%ရအောင်ဆက်ထားဖြစ်ပါတယ်ပြီးရင်6ဘတ်တာနဲ့ထည့်ကျွေးမဲ့ကြက်ကြီးစာကိုကျွန်တော်အသားတက်ကို18%လောက်ထိရအောင်ဆက်ပေးထားဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုဟာမိတ်ဆွေတို့လည်းဘူးရရတယ်ဆိုရင် like share လုပ်ပေးတော့ပါတကယ်လို့သိလို့ရရှင်လည်း comment ရေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်